နှစ်ကျိုးအဲ့လိုဒီမယ်သုံးကျိုးနှစ်ကျိုးဒီလိုနော်ဒီသုံးကျိုးလေးခွက်နဲ့6ခွက်ဒီပေါ့နော်ဒီဆောင်းလုံးဒီမယ်ဆိုလိုပဲပေါ့နော်ဆိုလိုပဲကျတော့ AK ပဲဒီမှာကျတော့ပုံစံလေးကတဲ့ AK ကောက်မှာတန်တန်နှစ်ကျိုးဒီလက်တကျိုးကလေးရမှာပေါ့နော်အောက်ကနေနှစ်လေးတောင်းလေးပေါ့နော်နှစ်လေးသုံးလေးကိုပြီးမှာပေါ့နော်လေးခေါက်ပေါ့နော်လက်တန်းဖြုတ်မယ်လက်တန်းဖြုတ်ဒီကောင်ကျတော့3ခေါက်ဒီမှာပေါ့နော်ဒါလည်းနော်